ကဲနော်ဒီနေ့ကတော့ဝါကြီးကြည့်ပြီးနော်ပြောကြည့်တာတော့ဗာလဲနော်ကြောက်စရာရိုင်နိုင်တယ်နော်နဘရိုနဲ့တွေ့တယ်လေကြောက်စရာရိုင်နိုင်တယ်ပြီးတော့ဘုံနာလည်းရတယ်အဲ့ဒါတော့ပြောကြည့်တာတော့ဗာလဲဆိုတော့အဲ့ဒီမနုတန်တာတော့ပါစပ်ပိတ်လို့မနိုင်တော့ထီတယ်တစ်ချီလို့ပြောနေမှာပဲတစ်ချီလို့သူပြောမှာပဲသူအကြောက်စရာရိုင်နဲ့လည်းရင်းနေတယ်လေသူတအားပြောမှာပဲကြောက်စရာရိုင်ရတော့ဒီနေ့ကဘုံနာလည်းရတယ်ကွာနော်ဝါတိုတဲမှုလည်းမနေတိုတဲတယ်နော်သူထိုးတာကြည့်ဝါကြည့်လို့တော့မဝသေးဘူးနော်ခဏလေးပဲသူတို့ထိုးတာတော့ဖဲရမကြီးနော်တစ်ချက်ထိုးတာတွေ့ပါလားကြားဒီနေ့ကဘုံနာလည်းရတယ်သူ့မိမွေးနေ့လည်းဖြစ်တယ်ဆိုတော့ပွာသူတအားပြောတာပဲအဲ့ဒါတော့အပြောင်ဆိုကတော့ကိုကတော့မနုတန်တာတော့တအားပြောင်မှာပဲလို့ကျမထေးတယ်နော်ကျမတော့မပြောသေးတယ်အဝေးကနေကြည့်တာသူကတော့ကြောက်စရာရနဲ့ရင်းနေတယ်ဆိုတော့အကွက်တိပဲနော်